အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ COVID-19 နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ခုနောက်ပိုင်း line ပေါ်မှာတွေ့ရပေါ့နော် COVID-19 ပိုးရှိတဲ့လူနာတွေ့တယ်ဆိုပြီးတော့မှ line ပေါ်မှာတွေ့ကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာအရန်ကြောက်ပြီလားဆိုလို့ရှိရင်တော့ share ရဲ့အတွေ့အကြုံရအမြင်ရဆိုလို့ရှိရင်တော့အရန်ကြောက်ရတဲ့အထဲမှာတော့ COVID-19 ကမပါတော့ဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့သတိထားပြီးတော့မှကာကွယ်တဲ့ဆရာအနေနဲ့နီးလန်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ကာကွယ်ဆေးထိုးရမှာဖြစ်ပါတယ်ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နေရာမှာကျွန်တော်တို့က3ချိန်ထိုးပြီးရင်တောင်မှ booster လို့ခေါ်တဲ့ကျွန်တော်တို့ boost လုပ်ပြီးတော့ပေါ့နော်တနေ့ကိုတစ်ချိန်လောက်ကာကွယ်ဆေးထိုးပေးခြင်းအပြင်ကျွန်တော်တို့ COVID-19 ကိုတခြားထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကိုယ်ခံအားကောင်းအောင်ကျွန်တော်တို့အနေနဲ့အစားအသောက်တွေလေ့ကျင့်ခန်းတွေကျွန်တော်တို့ဒီအရေးတွေဝအောင်ပေးခြင်းပဲဖြစ်ပါတယ်အရင်တုန်းကလိုမျိုးပေါ့နော်ကိုဗစ်ဖြစ်လာတယ်ဖြစ်လို့ရှိရင်အစားတွေအများကြီးစားရမယ်ဆိုတဲ့နည်းစနစ်ကမှန်ကန်ပါဘူးကျွန်တော်တို့အနေနဲ့ကိုယ်ခံအကောင့်လုပ်တဲ့နေရာမှာစားချိန်လေ့ကျင့်ခန်းအိတ်ချိန်ဒါဒီ3ချက်ကိုမှန်ကန်လေးပြုလုပ်ပေးရမှာဖြစ်ပါတယ်အရန်ဝါတဲ့လူတွေမှာဘာကြောင့်လဲဆိုတော့ COVID-19 ကပုံမှုပြီးတော့မှဖြစ်တတ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လက်ကိုမကြာခဏဆေးပေးကြဖို့ဖြစ်ပါတယ်မတန်ရှင်းတဲ့လက်တွေနဲ့ကျွန်တော်တို့ရဲ့နှာခေါင်းတွေပါးစပ်တွေကိုကျွန်တော်တို့မကင်မိအောင်သတိထားပြီးတော့မှနေထိုင်ကြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူစုလူဝေးသွားတဲ့နေရာပဲဖြစ်စေလူတွေအရန်ရှုပ်တဲ့နေရာကိုသွားရမယ်ကမျိုးဆိုလို့ရှိရင်ကျွန်တော်တို့နှာခေါင်းကို mask တက်ပြီးတော့မှနေထိုင်ခြင်းဟာကျွန်တော်တို့ COVID-19 ကိုထိရောက်စွာကာကွယ်နိုင်တဲ့နည်းလမ်းထဲမှာပါဝင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့မိမိရဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့တန်ရှင်းအောင်ထားပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်မှာဆိုလို့ရှိရင်အိမ်တွင်းကိုကျွန်တော်တို့တန်ရှင်းအောင်ထားမယ်အခန်းထဲမှာဆိုလည်းအခန်းထဲမှာတန်ရှင်းအောင်ထားခြင်းပဲဖြစ်ပါတယ်ဒီလိုတွေထားပေးခြင်းအပြင်ကျွန်တော်တို့ဗိုင်းရပ်ပိုးတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှင်သန်ပေါက်ဖွားမှုမရှိအောင်တားဆီးပြီးသားဖြစ်တော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့COVID-19 နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လုံတဲ့နည်းလမ်းတွေတချို့ကျွန်တော်အနေနဲ့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ဒီလောက်လုံးရင်ကိုပဲကျွန်တော်တို့အခုနောက်ပိုင်းဖြစ်လာတဲ့ COVID-19 ရောဂါကြီးကိုတေချာစွာထိရောက်စွာကာကွယ်နိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်